ဘုရားရှင်ကိုရောမြတ်ကြီးကရုပ်ပတိတိရူပံလို့ဆိုတဲ့အတိုင်းရုပ်ကိုအလှပြင်းတယ်လို့ဆိုတာဟောဒီရုပ်ခန္ဓာကိုယ်ကြီးဟာကိုကတော့လှအောင်ပြင်းနေတာပဲတရက်ထဲလားနေ့တိုင်းလားတနေ့ဘယ်နှကြိမ်လောက်ပြင်းမလေး၃ချိန်လည်းမက၄ချိန်လည်းမကလမ်းသွားရင်လည်းမှန်လေးထုတ်ကြည့်ရတာနဲ့ဘိတ်ကလေးပို့ရတာနဲ့နော်အဲ့တော့ရုပ်ပတိတိရူပံလို့ဆိုရတဲ့ဟောဒီရုပ်ခန္ဓာကိုယ်ကြီးကဘလောက်အပင်ပန်းခံပြီးတော့ပြင်းပြင်းဘလောက်တန်ဖိုးရှိတာတွေနဲ့ဆင်ဆင်ယရဏစင်ရွှေတွေနဲ့ဘလို့ပဲဘုံပြီးတော့အလှဆင်ဆင်အမွေနတ်သားတွေနဲ့ဘလို့ပဲလိမ့်ပြန်ချေတပြီးတော့အလှပြင်းပြင်းတဲ့ဟောဒီယုတ်ခန္ဓာကိုယ်ကြီးဒီပြင်းရင်ပြင်းရင်လှလာတာလားအိုလာတာလားသိကြရဲ့လားဒါဖြင့်ဘာဖြစ်လို့ပြင်းနေကြလှချင်လို့နော်ဟုတ်တယ်အဲ့တော့ဦးဇင်းတို့ပိဋကများတို့ဆရာလေးတွေကလှပြင်းလားမိတ်ကမလင်းတော့ပါဘူးနော်အဲ့တော့ဦးဇင်းတို့ပိဋကများလှချင်လို့လှပြင်းကြတာဒါကိုမြတ်စွာဘုရားကအလှပြင်းဤမှားနေတယ်ရုပ်ကိုအလှပြင်းတယ်လို့ဆိုတာဘလောက်အပင်ပန်းခံပြီးတော့အလှပြင်းပြင်းရင်နဲ့အိုလာမှဖြစ်ခြင်းကြောင့်အလုံးဟာပြင်းအိုကြီးတယ်အလုံးဘာတွေပါလဲအိမ်ရောက်ရင်မှန်မှရေးထားပြင်းအိုလို့ကိုသတိပေးတဲ့အနေနဲ့နော်ဘယ်လိုရေးထားမလဲပြင်းအိုလို့ငါဘလောက်ပြင်းဟောဒီခန္ဓာကိုယ်ကြီးသည်တနေ့တခြားလှလာမလားအိုလာမလားတနေ့တနေ့တရွရွရွင်ယိုနောက်ပြန်လို့မပြိုတဲ့ရှိကိုသာအိုမြဲနောက်ဆုံးတော့သေပဲဝင်မဲ့ပဲမလဲနေစိုးပိုင်လို့လေဒါကြောင့်ရုပ်ရဲ့သဘာဝအတိုင်းတဏိတကြလှလာမှမဟုတ်ပါဘူးတဏိတကြအိုမင်းယိုယွင်းပျက်စီးလာမှာပါမသိကြဘူးလားဒါကြောင့်လွန်လွန်ကဲကဲမဖြစ်စေနဲ့နော်တော်သိရုံတော်ပြီပေါ့ဟောဒီရုပ်ကိုလှပြင်းတယ်လို့ဆိုတာဒုပိဋကရေတဘဝတောင်မခံပါတဘဝတောင်ခံရဲ့လားခဏပဲခံတယ်60ကျော်90ကျော်တွေဗျာပြင်းရင်တိုင်းပြင်လှသေးလားဘုရားရန်ကုန်က60ကျော်တွေကတော့လှကျင်သေးတယ်ဗျာနော်ဒါလည်းလက်ကောက်တွေလည်းဝတ်ထားတာအများကြီးလက်ပင်ဆွဲထားတဲ့ဆဲကျူးကလည်းကြီးကြီးပဲတခါတည်းဝတ်ထားလိုက်ဘုရားနဲ့ယဉ်နေတဲ့ဓမ္မကြီးတယောက်အဲ့လိုဝတ်စားဆေးရင်ဒါတော့ဦးဇင်းကမေးကြည့်တယ်ဓမ္မကြီးဘာဖြစ်လို့ဒါတွေဝတ်ထားတာလဲလှချင်လို့လားဆိုတော့မဟုတ်ပါဘူးဗျာတဲ့တပည့်တော်တို့ကလူယိုသေးရှင်ယိုသေးဝတ်ထားဘယ်လိုဝတ်ထားမော်လမြိုင်ကဖွားတွေကဘာဖြစ်လို့ဝတ်တယ်မသိဘူးနော်တပည့်တော်လှချင်လို့မဟုတ်ပါဘူးတဲ့လူယိုသေးရှင်ယိုသေးဝတ်ထားပါ